ကျွန်တော်ရမ်းကြည့်ကြတယ်ဗျာအမေတော်အောင်ဆန်းစုကြည်လှုပ်ရက်တွေအပြစ်မဲ့တဲ့မဘာသာပြအောင်ကိုဦးဖြိုးမင်းသိန်းကဒုံးနဲ့ထိုးတော့ကျွန်တော်ဘယ်ခံနိုင်တော့မလဲကို့မျိုးဘာသာသာသနာပြိုင်အစီနှစ်ကိုကို့ဖွင့်တဲ့ကိုစောင့်ရှောက်တာဗျာရိုဟင်ဂျာတွေမြောက်ပေးတိုင်းအမေရဲ့တစ်ဖက်ဦးဖြိုးမင်းသိန်းကလည်းခွေးတောင်ကတယ်မဘာသာမလို့ဘူးဆိုတဲ့စကားလုံးကိုလက်ခံပေးခြင်းရိုဟင်ဂျာမရှိဘူးဆိုတဲ့စကားလုံးကိုလက်ခံပေးရမယ်Give and take အပေးယူတော့ရှိရမယ်ဗျမဘာသာဆိုတာ NLD ရဲ့ကြီးမားတဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနေတဲ့ပြည်သူဖွဲ့စည်းပါမစော်ကားနဲ့နာကစ်ချက်ဆိုးသွားမယ်ကျွန်တော်ဟာစစ်တပ်ကပါစစ်တပ်ကကျွေးတဲ့ဟာကိုစားတယ်စစ်တပ်ကပေးတဲ့လစာကိုယူတယ်ဒါပေမဲ့မဲဆွဲတဲ့ကာလာတော့ကကျွန်တော် NLD ကိုယုံကြည်စွာနဲ့မဲပေးလိုက်တယ်တငယ်ချင်းတွေအတိုက်ခံလုပ်ပြီးတော့ကျွန်တော်ရဲ့လက်သန်းကိုစေးမင်းနဲ့မှကျွန်တော်နှိမ့်မြုပ်ခဲ့တယ်အင်မတန်မှရာခဲလာတဲ့နိုဘယ်ဆုကိုလည်းအမေရခဲ့ပါတယ်မြန်မာနိုင်ငံမှာအသက်ကြီးတဲ့ဘိုးဘွားရိပ်သားတွေကြောင့်အိုမင်းမစွမ်းမလုံနိုင်မကန်နိုင်တဲ့အချိန်မှာအမေဟာတနိုင်ငံလုံးကိုပတ်ပြီးတော့ဟောနိုင်တယ်ပြောနိုင်တယ်ကျွန်တော်တို့နိုင်ငံအတွက်အားကိုးရတဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်အမေကြောင့်များစွာသောအမျိုးသမီးတိုင်းဝိုင်းတွေကလည်းအားတွေတက်ခဲ့ရတယ်မင်းကလေးတွေလည်းကြိုးတိုင်ခေါင်းမှာရှိသမျှယောက်ျားခေါင်းဆောင်တိုင်းကိုရင်မောင်တန်းနိုင်ရမယ်ဆိုတဲ့အချက်ကိုအမေကပြခဲ့တယ်အာနာဆန်နဲ့တချို့စစ်ခေါင်းဆောင်တွေရဲ့လက်အောက်ကနေလည်းအမေကြောင့်လွတ်မြောက်စေခဲ့ပါတယ် Human Rights ဆိုတဲ့လူခွင့်ရေးကိုလည်းရခဲ့တယ်အမေကြောင့်မြန်မာကိုကမ္ဘာသိခဲ့ရတယ်ဒီမိုကရေစီတန်ကိုလူတိုင်းကြားခွင့်ရှိခဲ့တယ်အမေအောင်ဆန်းစုကြည်အမေကိုကျွန်တော်ချစ်တယ်လေးလေးစားတယ်ကြည်လဲကြည်ညိုတယ်တကယ်ပါကျွန်တော်ရဲ့အမေထက်ကိုအသက်အများကြီးကြီးပါတယ်စစ်တပ်ကိုမကောင်းဘူးပြောလို့ရှိရင်ကျွန်တော်လက်ခံနိုင်တယ်မဘာသာကိုမကောင်းဘူးပြောမလိုဘူးပြောလိုက်တော့ကျွန်တော်နှလုံးသွေးတွေကစူပွက်လာတယ်ကျွန်တော်အသားတွေတစ်စက်တက်ကိုတုံးလာတယ်ကဘာကြီးပျက်စီးမဲ့အန်တွေကိုစိုင်းငံ့ပေးမှဗုဒ္ဓဘာသာပဲကဘာစစ်မဖြစ်အောင်ဗုဒ္ဓဘာသာကပဲ 100% လှုပ်ဆောင်နိုင်လိမ့်မယ်ဗုဒ္ဓဘာသာ9နိုင်ငံရဲ့အသက်ကမြန်မာနိုင်ငံပဲမြန်မာနိုင်ငံရဲ့အသိနှလုံးကမဘာသာပဲမဘာသာကိုစော်ကားလိုက်တာဖះကိုပါးလိုက်တာပဲတန်တရားဆက်ဆက်အသေးဆုံးနဲ့သိလိမ့်မယ်ကောင်းပြီမြန်မာနိုင်ငံမှာမြန်မာမွတ်စလင်လူမျိုးစစ်မြန်မာပြည်သားတီဖွားတွေရှိပါတယ်ကျွန်တော်မွတ်စလင်တငယ်ချင်းတွေလည်းအကြောင်းတွေဘက်အများကြီးပါသူတို့ကနိုင်ငံအစိုးရစကားကိုနားမထောင်ဘဲနဲ့အမေကျော်တွေးတော်လွမ်းပြီးတော့နိုင်ငံခြားမွတ်စလင်နိုင်ငံတွေကိုဘာလို့အားကိုးနေရတာလဲပြုံးဒီမိုကရေစီကလူနည်းစုခွင့်ရေးကိုလည်းအပြည့်အဝကာကွယ်ရမယ်မှန်ပါတယ်မွတ်စလင်လူနည်းစုစစ်အင်အားနည်းတဲ့လူမျိုးစစ်ဖြစ်ရင်အခုချက်ချင်းနိုင်ငံဝန်ထမ်းတွေခန့်ပလိုက်လို့ရတယ်နိုင်ငံခေါင်းဆောင်တွေအများကြီးပေးလိုက်လို့ရတယ်သူတို့နောက်မှာလူအုပ်အင်အားလက်နက်အင်အားအချိန်မဲကြီးရှိနေတာကိုမမြင်လို့လက်ခံပြီးရင်သွေးချောင်းစီးမှုကြီးဖြစ်သွားမှာပေါ့ဗျဗုဒ္ဓဘာသာခရစ်ယာန်ဘာသာလူမျိုးတွေထဲမှာလည်းစိုးရဲသူတွေရှိပါတယ်ဒါပေမဲ့ဗုဒ္ဓဘာသာခရစ်ယာန်တဲ့ကလူဆိုးလူမိုက်တွေဟာအဲ့ဒီဘာသာတွေရဲ့ကောင်းတဲ့ခေါင်းဆောင်တွေရဲ့ဆန္ဒတွေကိုမလွန်ဆန်နိုင်ဘူးသူတို့ကကောင်းတဲ့သူတွေအမိန့်ကိုနာခံတယ်မွတ်စလင်ဘာသာထဲမှာလည်းကောင်းတဲ့သူတွေကောင်းတဲ့နိုင်ငံသားတွေအများကြီးရှိပါတယ်ဒါပေမဲ့ဒီနိုင်ငံသားတွေဟာ IS လို့စစ်သွေးကြွနေတဲ့မွတ်စလင်အတိုင်းဝိုင်းအစ္စလာမစ်အတိုင်းဝိုင်းအစ္စလမ်စတိတ်တူထောင်တဲ့အတိုင်းဝိုင်းတွေရဲ့ဆန္ဒကိုဘာလို့မကျူးလွန်နိုင်ကြတာလဲအဲ့ဒီဆန္ဒကိုဘာလို့မတိုက်ဖြတ်ရဲတာလဲအားလုံးက related ဖြစ်နေတယ်နော်အေးဟုတ်ပြီကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာရှိတဲ့မြန်မာမွတ်စလင်စစ်လူနည်းစုတွေကိုအဲ့ဒီမွတ်စလင်စတိတ်နိုင်ငံတွေကိုအားမကိုဘူးအဆက်အသွယ်ဖြစ်ရင်အဲ့လူနည်းစုတွေကိုကျွန်တော်တို့ရိုဟင်ဂျာဖြစ်လက်ခံလိုက်မယ်မြန်မာနိုင်ငံသားမွတ်စလင်တွေအရေးကြုံလို့ပြိပခဖြစ်လို့ရှိရင်ဗျာသူတို့တွေကမြန်မာသာတက်မတက်ကိုမစစ်ဆေးဘူးအာရဗီစကားတက်မတက်ကိုစစ်ဆေးပြီးသူတို့ဘက်ကနေပြီးတော့ပါကြတယ်အဲ့ဒီဘင်္ဂလီရိုဟင်ဂျာတွေဘက်ကအပြည့်အဝ
ထောက်ခံရက်တီပေးကြတယ်အဲ့ဒါဘာလဲဗျာအဲ့ဒီပြဿနာအစိုးရဆက်ဆက်လည်းဖြေချင်းနေတာပဲအမေစုကြည်ဗျာအမေအောင်ဆန်းစုကြည်မဲဆွဲကာလတစ်ချောက်လုံးမှာတိုင်းနဲ့ပြည်နယ်14ခုမြို့နယ်ပေါင်းစုံမှာတနိုင်ငံလုံးပညာတတ်တွေဟာအမေကိုဒီပြဿနာတွေမေးလို့ရှိရင်အမေပြောနေကြစကားပြည်သူတွေဆန္ဒပဲဒီကိစ္စကိုပြည်သူတွေကပဲဆုံးဖြတ်ကြလိမ့်မယ်တဲ့ဘာဖြစ်ဖြစ်ပြည်သူတွေအတွက်ပြည်သူကပဲမဲပေးရလိမ့်မယ်တဲ့အမေပြောခဲ့တယ် NLD လက်တန်းပိုင်ရှင်ကျွန်တော်ရှင်သာလို့မစိုးမဘာသာကိုအစွန်းရောက်လို့ပြောတာအကြမ်းဖက်လို့ပြောတာမလုပ်ဘူးလို့ပြောလိုက်တာကျွန်တော်မရှိအောင်ခံစားရတယ်ငါအမေတော်တယ်နဲ့အမေရောင်းမမြင်းစည်းထွက်တယ်ဗျာကျွန်တော်ဘယ်ဘာသာကိုမှမစော်ကောင်းဘယ်ခေါင်းဆောင်ကောက်ကိုမှလည်းမစော်ကောင်းကျွန်တော်တို့ထက်အများကြီးတော်လို့ခေါင်းဆောင်ဖြစ်တာပိဋကတ်သုံးပုံကိုဝန်ကျန်းတန်မာချမ်းသာတွေဟာလူတွေအားလုံးရဲ့အားကိုးရမိခိုရအတွေးကောရင်ဝင်နေပါပဲဒါပေမဲ့လူတွေကအတိတ်ပဲဖွင့်ဆိုချက်တွေမှားပြီးတော့အမားကိုအမှန်လို့ကျန်းစာအုပ်တွေကိုလက်ညှိုးထိုးပြီးတော့အယူဝါဒမတူတဲ့ကာဖီကျွန်တော်တို့လိုလူမျိုးတွေကိုကျန်းစာအုပ်လက်ညှိုးထိုးပြီးတော့ဓာချင်းကျိန်းနေတဲ့အစ္စလမ်ဘာသာကိုကျွန်တော်တို့မြန်မာနိုင်ငံမှာမပြန့်ဖွားစေခြင်းဘူးဗျာပြန့်ပေါက်ခင်မပေးနိုင်အမေပြောတဲ့လူခွင့်ဆိုတာဘာလဲလွတ်လပ်စွာကိုးကွယ်ခွင့်လွတ်လပ်စွာသဘောထားကွဲလဲခွင့်လွတ်လပ်စွာလူသက်ခွင့်လွတ်လပ်စွာမရင်းချင်းခွင့်လွတ်လပ်စွာဖင်ချခွင့်တွေလွတ်လပ်စွာဖြည့်ဆည်းခွင့်တွေဖြစ်လာတယ်အဲ့ဒါအမေသိရလားအမေမဘာသာဆိုတာပြည်သူတွေကအင်အားအကောင်းဆုံးပြည်သူဖွဲ့စည်းပါမဘာသာလည်းပြည်သူတွေပါပဲအမေအတိုင်ပင်ခံဘဝအတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာခဲ့တာလူနည်းစုအားလေးကြောင့်မဟုတ်ဘူးဗုဒ္ဓဘာသာ100% ရဲ့အင်အားစုကြောင့်အမေဖြစ်လာတာပြည်သူတွေတွေးရထမင်းကိုစားပြည်သူတွေပေးတဲ့မဲကိုယူပြီးတော့ပြည်သူမဘာသာဖွဲ့စည်းကိုအမေတို့အဖွဲ့စည်းမစော်ကားပါနဲ့အမေထဲမှာရှိနေတဲ့100% ဘက်ထရီအားဟာဗုဒ္ဓဘာသာလျှက်စီးအားတွေများပါတယ်အမေရဲ့ပါဝါတွေကိုမွတ်စလင်အင်အားစုစော်ဝဲတသေးလေးအတွက်ကိုပဲအသုံးချလိုက်လို့ရှင်အဲ့ဒီစော်ဝဲထဲမှာရှိတဲ့များစွာသော virus တွေဟာကျွန်တော်တို့မြန်မာနိုင်ငံဟန်သက်ကြီးတစ်ခုလုံးဖျက်ဆီးသွားလိမ့်မယ်ဟန်သက်ပြတ်သွားလိမ့်မယ်အမေကိုကျွန်တော်အဲ့ဒါပဲပြောချင်တယ်ပြောမှဆိုမှရှိလို့ရှိရင်အမေခွင့်လို့ပါဗျာကျွန်တော်ရဲ့ပြည်သူတောက်ရဲ့ခြေခွဲမှုကဒီလောက်ပဲ